Hey မတွေ့ရကြပြီတွေ့ရကြပြီဆိုတော့မေ့သွားပြီးတော့မတွေ့ချင်တော့မှဆိုလို့မျက်နှာလေးလာပြကရုံးလေးတော့ဖြစ်နေဖုန်းကြီးဝတ်ထားလို့ဒါပေမဲ့ကြည့်ကောင်းနေပါသေးတယ်ဟုတ်တယ်နော်ဒီနေ့ကကိုသိန်းကဒီနေ့ဘာပြောမှလဲဆိုတော့အလူဖုတ်ကြမယ်ဘယ်လိုဖုတ်မှလဲဆိုတော့ကိုသိန်းကအခုနောက်ပိုင်းဒီ sport အားကစားနဲ့ပတ်သက်တဲ့ဒီ sport နဲ့ပတ်သက်တဲ့ trading ကတ်လေးတွေကိုကိုသိန်းကသဘောကျလာတယ်အဲ့တော့စုကျင်လာတယ်အဲ့တော့အဲ့ဒီကတ်လေးနဲ့ပတ်သက်ပြီးတော့ကိုသိန်းလိုက်လေ့လာတယ်အရှိမဆိုလို့ရှိရင်လည်းအရန်တော့ဈေးမကြီးတဲ့ box လေးတွေပေါ့နော်ဥမာမာလင်းတို့ FIFA နဲ့ပတ်သက်တဲ့ပေါက်တွေအာဂျင်တီးနားနဲ့ပတ်သက်တဲ့ပေါက်တွေအဲ့လိုဖောက်ပြီးတော့ကိုလိုချင်တဲ့ player လေးတွေပါမလားဆိုပြီးတော့ box လေးလိုက်ဖောက်တယ်အဲ့ထဲမှာကိုလိုချင်တဲ့ player ရဲ့လက်မှတ်ပါတာတို့နံပါတ်ကတ်တို့ပါရလို့ရှိရင်တော့အရန်ပြောတာပေါ့တော့ပြင်မဲ့လေကိုလိုချင်တဲ့ဟာတွေကမရဘဲနဲ့တခြားသောကိုသိမသိတဲ့လူတွေပြီးရင်ကိုသိမလိုချင်တဲ့ player တွေရဲ့ခက်တွေပဲရနေတဲ့အခါကျတော့ကိုသိကဒီတစ်ခေါက်ကျတော့အပြောင်းလဲလေးဖြစ်တော့အောင်ကိုသိန်းက Chelsea fan ဖြစ်တဲ့အခါကျတော့ Chelsea တင်ဆက်ပေါက်လေးရှိတယ် Chelsea တင်ဆက်ပေါက်လေးဒီလိုမျိုးပေါ့နော်ဒီလိုမျိုး Chelsea တင်ဆက်ပေါက်လေးရှိတယ်အဲ့ဒီဟာကကိုသိန်းအဲ့တော့ကိုအားပေးတဲ့အသင်းရဲ့ box လေးပဲဖောက်မယ်ဒါဆိုလို့ရှိရင်ကိုသိန်းကကိုယ့်ရဲ့ player တွေကိုကိုလည်းသိမယ်ပြီးတော့ဒီ player ထဲမှာပါsorry ဒီ box ထဲမှာပါတဲ့ player တွေထဲမှာကိုကြိုက်တဲ့ player ရဲ့လက်မှတ်ပါတဲ့ကတ်ကိုရမှာလားနံပါတ်ကလေးရမှာလားဒါမှမဟုတ်ကတ်လှလှလေးဖြစ်တဲ့ဒီ insert တို့ parallel တို့အဲ့လိုမျိုးလေးရမှာလားနောက်ဆုံး base ကရရင်တော့မှကိုကြိုက်တဲ့အသင်းဖြစ်တော့ကိုတင်တင်ထားမယ်ဆိုတော့ရွေချက်ကလေးနဲ့ပေါ့နော်အဲ့တော့ကိုတင်ကဒီလို box လေးကိုဒီ top ကနေထုတ်ထားတဲ့ဒီ Chelsea တင်ဆက်ဒါ season 2025-2026ရာသီအတွက်ထုတ်ထားတဲ့ box ပေါ့နော်ဒီ box ကတော့သူကတော့ဒီထဲမှာရေးထားတာကတော့the box မှာဆိုလို့ရှိရင်တော့ parallel cup ပါမယ်ပြီးရင် number ကတ်2ကတ်လည်းပါမယ်ပြီးရင်ပြီးတော့သူကတော့ရေးထားတာတော့ဒီလို box 2 box မှာဒီကစားသမားလက်မှတ်ပါတဲ့ကတ်တစ်ကတ်တော့ပါမယ်လို့တော့သူကတော့ရေးထားတယ်အဲ့တော့ကိုတင်ကသိချင်တဲ့အခါကျတော့ဒီ box လေးကိုကိုတင်ကဖောက်ကြည့်လိုက်တယ်ပထမဆုံးကိုတင်2 box ပေါ့2 box အရင်ဖောက်လိုက်တယ်ဖောက်လိုက်တဲ့ဟာဘာလဲဆိုတော့ဒီ box 2 box ကိုဖောက်လိုက်တဲ့အချိန်မှာတခါမှကံမကောင်းမှုတဲ့ကိုသိန်းဟာဘုန်းကြီးဝဲလို့ကန်တက်သွားတယ်ထင်တယ်အဲ့ဒီ2 box ဆေးကနေ1 box စီမှာဟော်ရီမှာဗျာခိုးဖားမှလက်မှတ်ပါတဲ့နံပါတ်ကတ်2ကတ်ပေါက်သွားတယ်အဲ့ဒီ2 box ကိုကြတော့ကိုသိန်းကဒီ Facebook မှာဆိုလို့ရှိရင်ဘာမှမဆိုရဲနဲ့ပြစ်တိုင်းအောင်ဆို3ပထန်ကနေကိုသိန်းကဝယ်ယူအားပေးထားတာဖြစ်ပါတယ်အဲ့တော့သူတို့စီကနေကန်ဆက်တယ်လို့ပြောရမယ်နော်ကန်ဆက်တယ်လို့ပြောရမယ်ပြီးတော့ကိုသိန်းလည်းကန်လေးနဲ့တက်လာလို့ပြောမယ်အရှိပေါက်စီမှာဘာအော်တိုမှလည်းမရအောင်ဘာကောင်းကောင်းမွန်မွန်နံပါတ်လည်းမရအောင်ဆိုတော့ဒီတစ်ခေါက်ကျတော့ကန်ကောင်းတာကကြီးChelsea တင်ဆက် box 2 box ကနေခိုးပါမှလက်မှတ်ပါတဲ့နံပါတ်ကတ်2ကတ်ပေါက်သွားတယ်အဲ့ဒါနဲ့ကိုသိန်းကလောကနည်းနည်းတက်သွားလောကနည်းနည်းတက်ပြီးတော့နောက်ကိုသိန်းကနောက်ထပ်အဲ့လို Chelsea box တ box ကိုသိန်းဒီအဓိကကိုသိန်းကတ်တွေနဲ့ပတ်သက်ပြီးတော့ကိုသိန်းကတ်အကြောင်းတွေပါလေးလာတဲ့အခါမှာကိုသိန်းကြည့်ဖြစ်နေတဲ့အဲ့လို YouTube မှာ channel လေးတစ်ခုရှိရယ် Philip ပေါ့နော် Philip ဆိုတဲ့အဲ့ channel လေးကဒီသူက Facebook မှာလည်း Philip collection ဆိုပြီးတော့နာမည်နဲ့ဒီကတ်လေးတွေကိုသူရောင်းတယ်ပြီးတော့သူကတ်အကြောင်းလေးတွေလည်းသူရှင်းပြတဲ့အခါကျသူဗီဒီယိုလေးကြည့်ရတဲ့မှာကိုသိန်းကသဘောကျတော့သူ့စီကနေလည်းကိုသိန်းကဒီ Chelsea box တစ်ခုကိုမှာလိုက်တယ်မှာပြီးတော့ဖောက်လိုက်တဲ့အခါမှာကန်ကဘယ်လောက်ကောင်းလဲဆိုတော့နောက်ထပ်ကစားသမားလက်မှတ်ပါတဲ့ကတ်တစ်ခုကိုသိန်းထည့်ရတယ်ဒါလည်းနံပါတ်ကတ်ပဲနောက်လက်မှတ်လည်းပါတယ်နံပါတ်ကတ်လည်းဖြစ်နေတယ်ပြီးတော့ဒီကစားသမားကျတော့နည်းနည်းlegend ထဲမှာပါတယ်ဆိုတော့လေကိုသိန်း Chelsea အသင်းကိုတကယ်ထဲဝင်အားမပေးခင်အစောပိုင်းကစားသမားဖြစ်နေတယ်သူ့နာမည်က Tori Andre Flow လား Fly အဲ့လိုဘယ်လိုဖတ်မလဲခါလေးကျန်သူတို့ကဟိုလေးပါတော့အတန်တော့ကလည်းမှားအောင်ပဲကိုတေးသေးချာရင်းနှီးတဲ့ player လည်းမဟုတ်နေတဲ့အခါကျတော့ဒီဟာကိုသိန်းကသူ့အကြောင်းကိုသိချင်တဲ့အခါကျတော့ကိုသိန်းလေးကို Chat GPT လှမ်းမေးလိုက်တဲ့အခါမှာသူကဘာပြောလဲဆိုတော့သူအားတဲ့ Chelsea ရဲ့တဲ့1990 2000အစောပိုင်းကတဲ့နာမည်ကြီးတဲ့ဒီရှေ့တန်းတိုက်စစ်မှု striker တယောက်ဖြစ်တယ်တဲ့ပြီးတော့ Chelsea အတွက် Champion League မှာ1990 2000အဲ့ season တစ်ခုတည်းမှာတော့8 goal သွင်းခဲ့တဲ့ club record ရရှိထားတယ်လို့တော့ Chat GPT ကတော့ပြောတယ်
ကိုသိချာတော့မလေးလာသေးစာဖတ်မပြင်းလို့နော်အဲ့တော့သူ့ကိုပဲအာကိုပြီးမေးထားတယ်အဲ့တော့ကိုသိန်းရဲ့ကန်တရားလေးဟာဆိုလို့ရှိရင်နော် Chelsea တင်ဆက်ပေါက်3ပေါက်ဖောက်တဲ့အခါမှာဒီကစားသမား3ယောက်ရဲ့လက်မှတ်ပါတဲ့နံပါတ်က3ကတ်ကိုရရှိသွားပါတယ်ခင်ဗျာအဲ့တော့ကိုသိန်းရဲ့အခု box လေးတွေဝယ်ယူအားပေးထားတဲ့ညီလေးဖြစ်တဲ့ဒီ page တွေကိုကိုသိန်းပြန်ပြောပြမယ် Burmese Real ပြတဲ့အောင်ဆိုသတိပဋ္ဌာန်ပြီးတော့ Philip Collection ပဲဖြစ်ပါတယ်အဲ့ဒီ page 3ခုမှာမိမိတို့ကြိုက်နှစ်သက်ရာ box များကိုဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ဗျ